ကြောက်တော်မျိုးနဲ့တရက်တပင်ကြေးရွာမှာအသက်14နှစ်နဲ့8နှစ်အရွယ်ညီအမ2ဦးကိုအသက်40ကျော်အရွယ်အမျိုးသား2ဦးကရရက်ဆက်ဆက်အာရမပြုကျင့်ခဲ့တဲ့ဖြစ်ရဆိုလူမဆန်တဲ့ဒီလောက်ရကြောင်းကလေးငယ်2ဦးရဲ့ဘဝတွေဘလောက်တောင်ထိခိုက်နစ်နာသွားရတယ်လဲကျူးလွန်သူကလည်းအခုထိထွက်ပြေးလွတ်မြောက်နေစေဖြစ်ပါတယ်ဒီဖြစ်စဉ်ရဲ့နောက်ွယ်ကအသေးစိတ်အခြေအနေတွေကိုအခုပဲကြည့်လိုက်ရအောင်ဗျာရွှေပြည်နုကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့တကယ့်ကိုရင်နာစရာကောင်းပြီးဒေါသထွက်စရာကောင်းတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲ့ဒါကတော့အပြစ်မဲ့တဲ့ညီအမ2ဦးကိုလူမဆန်စွာအာရမပြုကျင့်ခဲ့တဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်အတွင်းကတရက်တပင်ကြေးရွာမှာပြီးခဲ့တဲ့ဧပြီလဒုတိယအပတ်တွင်ကဖြစ်ပွားခဲ့တာပါ။အသက်14နှစ်အရွယ်အမျိုးသမီးငယ်2ဦးနဲ့အသက်8နှစ်အရွယ်အမျိုးသမီးငယ်2ဦးတို့ဟာညီအမတွေဖြစ်ကြပါတယ်။ဒီညီအမ2ဦးစလုံးကိုအသက်40ကျော်အရွယ်မောင်အေးလာဆိုသူကမတရားအာရမပြုကျင့်ခဲ့တာဖြစ်ပါတယ်။အပြစ်မဲ့တဲ့ကလေးငယ်တွေအပေါ်မှာအခုလိုမျိုးရုပ်မာရိုင်းဆိုင်ခဲ့တဲ့မောင်အေးလာဟာလက်ရှိအချိန်အထိထွက်ပြေးလွတ်မြောက်နေစေဖြစ်ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကြောက်တော်လူငယ်များအစည်းအရုံးကပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချထားတယ်လို့တရားခံကိုအမြန်ဆုံးဖမ်းဆီးပြီးအမြင့်ဆုံးပြစ်ဒဏ်ချမှတ်ပေးဖို့ကိုလည်းပြက်ပြက်သားသားတောင်းဆိုထားပါတယ်။ကလေးတငယ်တွေအပေါ်မှာအခုလိုမျိုးလိမ်ပိုင်းဆိုင်ရာအကြံဖတ်တာဟာလူအခွင့်အရေးနဲ့ကလေးတငယ်အခွင့်အရေးတွေကိုပြင်းထန်စွာချိုးဖောက်တဲ့ရာဇဝတ်မှုဖြစ်တယ်လို့လူငယ်အဖွဲ့အစည်းတွေကထောက်ပြထားပါတယ်။ထွက်ပြေးလွတ်မြောက်နေတဲ့ကျူးလွန်သူကိုအများဆုံးဖမ်းဆီးပြီးနစ်နာသူကလေးငယ်မိသားစုအတွက်ထိုက်တန်တဲ့တရားမျှတမှုအပြည့်အဝဖော်ဆောင်ပေးဖို့ဟာအင်မတန်မှအရေးကြီးနေပါတယ်။ဒီလိုမျိုးကလေးတငယ်တွေအပေါ်အကြမ်းဖက်မှုတွေဟာကျွန်တော်တို့လူအဖွဲ့အစည်းအတွင်းမှာကလေးတငယ်ကာကွယ်စောင့်ရှောက်ရေးစနစ်တွေပိုပြီးအားကောင်းဖို့လိုအပ်နေပြီဆိုတာကိုပြသနေတာလည်းဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။အလားတူဖြစ်စဉ်တွေဟာလည်းတခြားဒေတာတွေမှာလည်းဇက်တိုက်ဆိုးတလို့ဖြစ်ပွားနေတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့မတ်လအတွင်းကလည်းရခိုင်ပြည်နယ်ဘူးတီတောင်မြို့နယ်မှာအသက်73နှစ်အရွယ်အမျိုးသမီးငယ်2ဦးအာရမပြုကျင့်ခံခဲ့ရပြီးကျူးလွန်သူအသက်56နှစ်အရွယ်ဦးရွှေတမောင်ကိုတော့ဖမ်းဆီးထားပါတယ်။နောက်ထပ်စိတ်မကောင်းစရာဖြစ်စဉ်တွေအနေနဲ့ဝါမြို့နယ်မှာငွေရပါပိုလီယိုရောဂါခံစားနေရသူအမျိုးသမီး2ဦးကိုအာရမပြုကျင့်ခံခဲ့ရတာရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်မှာအသက်4နှစ်အရွယ်မိန်းကလေးငယ်2ဦးအာရမပြုကျင့်ခံခဲ့ရတာစတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်ဒီဖြစ်စဉ်တွေမှာကျူးလွန်သူအချို့ကိုဖမ်းဆီးရမိထားပေမဲ့အချို့ကတော့လွတ်မြောက်နေဆဲဖြစ်ပါတယ်မိဘပြည်သူတွေအနေနဲ့လည်းဒီလိုမျိုးတက်ငယ်မတိမ်မှုတွေအားနဲ့သူတွေအပေါ်မှာနိုင်ကျင့်တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်အရေးယူပေးဖို့တောင်းဆိုနေကြပါတယ်။ကျူးလွန်သူတွေကိုနမူနာပြလောက်တဲ့အမြင့်ဆုံးပြစ်ဒဏ်တွေပေးမှတာနောက်မှာဒီလိုမျိုးလူမဆန်တဲ့လုပ်ရက်တွေမဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ပြည်သက်ကြီးရောအပြစ်မဲ့တဲ့ကလေးတငယ်တွေအပေါ်မှာအခုလိုမျိုးရုံမာခဲ့တဲ့တရားခံတွေကိုဘယ်လိုမျိုးပြစ်ဒဏ်ပေးတင်တယ်လို့ထင်ကြတယ်လဲ။ကလေးတငယ်တွေဘေးကင်းလုံခြုံမှုအတွက်ကျွန်တော်တို့အားလုံးဘယ်လိုမျိုးဝိုင်းဝန်းကာကွယ်ကြမလဲဆိုတာကိုကောမန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်။အခုလိုမျိုးထူးခြားတဲ့သတင်းထူးသတင်းဥတွေကိုနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ရွှေပြည် News ဆိုတဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲဘေးကင်းကြပါစေ။